အားလုံးပဲမင်္ဂလာပါခင်ဗျာတရားပဲစီတော့ပြီဟဲ့အခုကျွန်တော်ရဲ့ဒီတစ်ချင်းက Granny ပြည်မှာကြံရှိနေခဲ့တဲ့ကျွန်တော်ရဲ့မိသားစုပါဝင်မိတ်ဆွေတငယ်ချင်းအားလုံးကိုလွမ်းစွတ်တန်တာတတိယနေတဲ့ချင်းတစ်ပုဒ်ဖြစ်ပါတယ်ကျွန်တော်တို့ Granny ပြည်မှာဆိုရင်အခုချိန်ထိတိုက်ပွဲတွေပြင်းထန်နေသေးပါအခြေအနေတွေဆိုးဝါးနေသေးပါဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ Granny ပြည်ကိုတစ်ဖက်တစ်လမ်းကနေပါဝင်ကူညီအားပေးကြဖို့ဒီနေရာလေးမြစ်တာခံချင်ပါတယ်ပြီးတော့ Granny ပြည်မှာကြံရှိနေခဲ့တဲ့ကျွန်တော်မိသားစုပါဝင်မိတ်ဆွေတငယ်ချင်းအားလုံးကိုလည်းဆက်လက်ပြီးတော့မှအားသင်ထားပေးကြပါအောင်လို့ဒီနေရာနေပြောချင်ပါတယ်အားလုံး fight တင်ပါရှိနေအောင်မဲပြန်ပြီးတွေ့ကြအောင်မဲဘူဝေးရကနေစူတောင်းရင်ချိန်တော့